saving က liquidity ဖြစ်တယ်ကိုသုံးချင်တဲ့အချိန်မှာထုတ်သုံးလို့ရတယ် investment ကကိုရှာထားတဲ့ income ကို maximize လုပ်ပေးတယ် insurance က future income ကို protect လုပ်ပေးတယ်အဲ့တော့ saving ရယ် investment ရယ် insurance ရယ်ကတည်တံ့စီဖြစ်တယ်အဲ့တော့ financial planning မှာ saving လေးလုပ်ရမယ် investment လေးလုပ်ရမယ် protection လေးလုပ်ရမယ်ဒီဟာကြီးအကုန်လုံး complete ဖြစ်နေမှာကိုယ့်ရဲ့ financial planning က complete ဖြစ်နေတာဖြစ်တယ်ကားတစ်စီးမှာ engine ကောင်းဖို့လေးလိုတယ်လို့ airbag ကောင်းဖို့လေးလိုတယ်ကျေးဇူးတင်ပါတယ်